မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှာယနေ့မှစတင်ကနိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်ကိုဈေးကွက်ထိန်းချုပ်မှုရှိတဲ့နှုန်းရှင်ငွေလဲလှယ်နှုန်းစနစ်ကိုစတင်ကျင့်သုံးမှာဖြစ်တယ်လို့သိရပါတယ်။ဒီလိုကျင့်သုံးရမှာမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှနိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်နဲ့အညီကြီးညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်းကိုနေ့စဉ်ထုတ်ပြန်သွားမှာဖြစ်တယ်လို့သိရပါတယ်။အဲ့လိုထုတ်ပြန်ရမှာတော့ဗဟိုဘဏ်မှတာဝန်ရှိသူတွေနဲ့နိုင်ငံခြားငွေရောင်းဝယ်ဖောက်ကားခွင့်လိုင်စင်ရပုဂ္ဂလိကဘဏ်12ခုဟာနေ့စဉ်နိုင်ငံခြားငွေလေလံပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်။အဆိုပါလေလံပြုလုပ်မှုဟာဘဏ်12ခုမှာ၎င်းတို့ထံမှရှိတဲ့နိုင်ငံခြားငွေပြန်လည်ရောင်းချခြင်းနဲ့ဝယ်ယူခြင်းတွေအတွက်ကိုလေလံဈေးကွက်တစ်ခုပြုလုပ်မှာဖြစ်တယ်လို့သိရပါတယ်။အဆိုပါလေလံဈေးကွက်ကနေရရှိလာတဲ့လေလံဈေးနှုန်းကိုမြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ IMF မှအကြံပေးထားတဲ့ IMF ပေါ်မူလာနဲ့နိုင်ငံတကာငွေကြေးဈေးကွက်ပေါ်မှာမူတည်ပြီးဗဟိုဘဏ်မှနေ့စဉ်နှုန်းထားတစ်ခုသတ်မှတ်မှာဖြစ်တယ်လို့သိရပါတယ်။ဘဏ်လုပ်ငန်းတာဝန်မှတာဝန်ရှိသူတွေရဲ့ပြောကြားချက်အရအဆိုပါကြီးညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်းသတ်မှတ်ဖို့အတွက်မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကပုဂ္ဂလိကဘဏ်12ခုမှတာဝန်ရှိသူတွေကိုဒီကနေ့မှတွေ့ဆုံမှုများပြုလုပ်ဖို့စီစဉ်ထားတယ်လို့သိရပါတယ်။ဒါပေမဲ့ဒီကနေ့ဟာဘဏ်လုပ်ငန်းများပိတ်ရက်ဖြစ်တဲ့အတွက်နေ့စဉ်ကြီးညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်းကိုဒီကနေ့အတွက်စတင်ထုတ်ပြန်ခြင်းမရှိဘဲနဲ့အဆိုပါသတ်မှတ်မှုဟာဧပြီလ2ရက်နေ့မှသာစတင်သတ်မှတ်နိုင်တယ်လို့ဘဏ်လုပ်ငန်းတာဝန်မှသိရပါတယ်။ဒါပေမဲ့ဘဏ်လုပ်ငန်းများမှတာဝန်ရှိသူတွေရဲ့ပြောကြားချက်အရမြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့နေ့စဉ်ကြီးညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်းဟာဈေးကွက်အတွက်တက်ရောက်မှုရှိမရှိကိုတော့စောင့်ကြည့်ရမှာဖြစ်ပြီးတော့အဆိုပါသတ်မှတ်တဲ့နှုန်းထားဟာပြင်ပပေါက်ဈေးထက်နည်းနေပါကနိုင်ငံခြားငွေမှောင်ခိုဈေးကွက်ဟာမပြောက်ကွယ်နိုင်သလိုပြင်ပပေါက်ဈေးထက်တင့်တဲ့နှုန်းထားတစ်ခုဖြစ်ပါကစီးပွားရေးလုပ်ငန်းများတွက်လက်လာမှာဖြစ်သလို export import လုပ်ငန်းတွေအတွက်အထောက်အကူဖြစ်မှာဖြစ်တယ်လို့သိရပါတယ်။မနေ့ကမတ်လ31ရက်နေ့မှာတော့တင်ဖြူငွေလဲလှယ်ကောင်တာရှိအမေရိကန်ဒေါ်လာရောင်းချမှုဟာဒေါ်လာကို829ကျပ်ဖြစ်ပြီးတော့ဝယ်ယူမှုဟာတော့ဒေါ်လာကို815ကျပ်ဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။